တွေကဆရာနဲ့ဆက်ဆက်ပြီးမှတည်လာတာဖြစ်တယ်။မှန်တော့သူကဒီကျက်ကျောင်းမှာပြင်ပေးဖို့လာပြီးနဲ့ကျောင်းကပိတ်သွားတဲ့အခါမှာနောက်ကျသွားတဲ့အခါမှာကျွန်တော်ယုံကြည်တယ်။တင်းတော်တို့ပြီးခေတ်များတို့အကျိုးဖြစ်ကောင်းကြီးဖြစ်လာတာလို့ယုံကြည်ပါတယ်။အာမင်။အာမင်။ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆရာမအနေနဲ့သူကတော့ revelation ကိုအထူးပြုမှလေ့လာကြတာဖြစ်တယ်။ဆရာမအဲ့ဒီရုံးမှာသူလုပ်တာကသူ secretary နဲ့လုပ်တာ10နှစ်ပေါ့နော်ဆက်တိုက်လုပ်နားလိုက်ရလိုက်ပေါ့ဗျာ။ကို straight ပေါ့နော်ဆက်တိုက်လုပ်တာ10နှစ်ရှိတယ်။သူကိုယ်တိုင်ကသင်ကြားချင်းမှာပါဝင်လာတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့နဲ့ဆရာမနဲ့ပထမဆုံးတွေ့ဆုံခြင်းအကောင်းဆုံးဖြစ်မယ်လို့ညွှန်နေပါတယ်လို့ဒီနေ့မှာဝိညာဉ်ပေးမယ်ဆရာမနဲ့သူကဘာသာပြန်ပေးမယ်ဆရာမကိုအားလုံးလက်ခုပ်တီးပြီးတော့မှကျန်းစာတင်ကြားရေးနဲ့ပတ်သက်ပြီးတော့အထူးပြုပြီးတော့ဒီညမှာလာရောက်တဲ့ဆရာမဖြစ်တယ်ပေါ့နော်။ 저는 인터넷으로 영상을 게시록 영상을 만들어서 8개국에다 전부 다 보내고 있는 인터넷 선교사입니다. ပြီးတော့ဆရာမကဒီ internet ကနေတစ်ဆင့်ပေါ့နော်ဒီ YouTube ကနေတစ်ဆင့်ဒီဗားလေးကျန်နဲ့ပတ်သက်တဲ့အရာတွေကိုဗီဒီယိုပုံစံမျိုးနဲ့ဖန်တီးပြီးတော့နိုင်ငံခုကိုဖြန့်ဝေထားတယ်ပေါ့နော်။ 보시다시피 여기 이제 왼쪽에 보이는 그 영상들이 한 45개 정도가 지금 미얀마어로 AI를 통해서 만든 미얀마어 게시록 영상들이 전부 다 올라와 있어요. ဒီဖြာလေးကျန်နဲ့ပတ်သက်တဲ့အပိုင်းကြီးတွေပေါ့နော်အများကြီးတင်ထားပြီးဖြစ်တယ်အဲ့ဒီတွေကမှပေါ့နော်ဒီပိုင်းစီဒီမျိုးဆရာမဗီဒီယိုဖြစ်နေဖန်တီးထားပါတယ် 제가 8개국에 송출을 하는데 특히 미얀마에서 가장 많은 조회수를 펼치고 ပြီးတော့ဒီနိုင်ငံရှိခုကိုသူတို့ရဲ့ဘာသာအလိုက်နဲ့ဒီလိုဖြာလေးကျန်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဖန်တီးပြီးတော့ဆရာမဒီလိုတင်ခဲ့တဲ့ခါမှာဒီမြန်မာနိုင်ငံကနေပြီးတော့အများဆုံးသဘောကျရဆိုတဲ့အရာကိုပေါ့နော်တုံ့ပြန်ပြကြတယ် 뭐 6,000회가 많은 건 예능이나 먹방처럼 많은 건 아닌데 특히 성경 중에서도 게시록을 6,000명 정도가 본다는 건 기적 같은 일입니다. အမှန်တမ်းပြောရရင်တော့တခြား YouTuber တွေလို့ပေါ့နော်သူတို့တင်တဲ့အရာတွေကိုသဘောကျပြီးတော့ကြည့်ရှုနှုံများတာမျိုးတော့မဟုတ်ပေမဲ့လည်းပဲဒီဖြာလေးကျန်းကိုမြန်မာနိုင်ငံနေပြီးစိတ်ဝင်စားလို့ကြည့်ရတဲ့လူကလူအယောက် 6,000 ကျော်လောက်ရှိခဲ့တယ်ပေါ့နော် 그래서 저희 밤중수를 생각해서는 미얀마 이 게시록을 적극적으로 이렇게 사랑하는 사람들이 많으니까 게시록을 적극적으로 알리고 싶어서 지금 첫 길을 엽니다. ဒါကြောင့်မလို့ပထမဦးဆုံးအနေနဲ့ဒီမြန်မာနိုင်ငံကိုခြေလှမ်းစားတဲ့အခါမှာလည်းပဲဒီဖြာလေးကျန်းနဲ့ပတ်သက်ပြီးတော့မှခြေလှမ်းစားခြင်းတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံလူတွေကလည်းဒီအရာကိုဖြာလေးကျန်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားရှိပေးကြတဲ့အတွက်ကြောင့်မြန်မာနိုင်ငံပထမဦးဆုံးခြေလှမ်းစတင်ခဲ့တာပေါ့နော် 오늘 내일 짧은 시간이긴 한데 간단하지만 맥을 알려드릴 수 있는 공부를 할 겁니다. ဒီနေ့ကတော့အချိန်ကာလအရာဆိုရင်တော့နည်းနည်းတူတောင်းတဲ့ကာလဖြစ်နေပေမဲ့လည်းရိုးရိုးရှင်းရှင်းနဲ့ဒီမှာရှိရတဲ့လူတွေတတိချာချာလေးနားလည်အောင်တော့ရှင်းပြပေးပါမယ်နော် 첫 시간 오늘 오전에는 다니엘서의 70일의 하나님의 시간표를 공부할 겁니다. ဒီနေ့ပထမဦးဆုံးဒီမနက်ပိုင်းအတန်းချိန်မှာကတော့ခါရချိန်မှာဆိုတော့ဒံယေလအနာဂတိကျမ်းနဲ့ပတ်သက်ပြီးတော့မှသတင်းပတ်80နဲ့ပတ်သက်တဲ့အရာကိုကြားပြသပေးမှာဖြစ်ပါတယ် 오후 시간에는 계시록 6장의 7인 총론에 대해서 할 겁니다. ပြီးတော့ညနေပိုင်းအတန်းမှာဆိုလို့ရှိရင်တော့နေ့လယ်ပိုင်းအတန်းမှာကတော့ဗျာဒိတ်ကျမ်းရဲ့တစိမ့်တော်9ခုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် 내일 오전에는 많은 사람들이 궁금해하는 14만 4천 명은 누구일까 할 겁니다. ပြီးတော့နေ့ပြန်ကြားလို့ရှိရင်လည်းပေါ့နော်ဒီမှာရှိတဲ့လူတွေအတိအကျဉ်းဆုံးဖြစ်တဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့လည်းရှင်းပြပေးပါမယ် 그리고 내일 오후 마지막 시간에는 지금 내가 죽으면 어디를 갈 건가? 천국인지 지옥인지 낙원인지 음부인지 무조갱인지 천연인지 천연왕국인지 구분해서 공부할 겁니다. နေ့ပြန်ကြားလို့ရှိရင်တော့မနက်ပိုင်းမှာကတော့တရားစီရင်ခြင်းနဲ့ပတ်သက်တဲ့အရာကိုကြားပေးမှဖြစ်ပြီးတော့ညနေပိုင်းမှာကျတော့ကိုတာတည်သွားရင်ဘယ်နေရာကိုရောက်မလဲကောင်းကင်ဘုံကိုလားငရဲဘုံကိုလားတခြားသောဖေဘုံကိုလားရောက်မလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ကြားပေးမှဖြစ်ပါတယ် 자, 그러면 저는 이제 앉아서 PPT로 수업하겠습니다. ဒါဆိုလို့ရှိရင်ဒီမှာ PPT ပြပေးမယ်ပေါ့နော်အဲ့ဒါနည်းနည်းလေးလိုက်ကြပါမယ် 성경을 계속 찾으면서 할 거니까 같이 찾아주시기 ပြီး 바랍니다. တော့ကျမ်းစာကတော့လိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ်းစာတွေကိုရှာပြီးတော့လေ့လာကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနားမှာတော့အစဉ်သင့်နေထားပေးကြပါတော့ 자,
자, 오늘 첫 시간 다니엘서 9장 24절부터 27절까지입니다. ဒီနေ့ရဲ့ဒန်ယေလအနာဂတိကျမ်းရဲ့အခန်းကြီး9အငယ်23 24 25 26 29ပေါ့နော်အဲ့အပိုင်းကိုလေ့လာကြမှာဖြစ်ပါတယ် 하나님은 성경을 통해서 첫 번째 원시 복음을 주셨어요. 첫 번째 복음을 주셨어요.